ဝိညာဉ်ကသိစိတ်ကလေးဟိုသိဒီသိဟိုမိတ်ဆွေနဲ့သိဒီမိတ်ဆွေနဲ့သိပြီးကြတယ်ပဲပါလားဩဒါဝိညာဉ်ရေလို့စိတ်ရေလို့တယ်ပါဝိညာဉ်နဲ့စိတ်တူတူဝိညာဉ်ရေလို့စိတ်ရေလို့တယ်ပါလားဆိုပြီးကြလားတောင်းဝန်တို့ကုတင်တို့ဥနဲ့တို့ဒါတော့မှတ်ရမယ်နော်ပြောတာတော့ဖြင့်ပြောလို့တော့အပင်မကြပါဘူးရှင်မပဲကြတယ်ဆိုတော့လေမှတ်တော့ပြောလို့တော့အပင်မကြပါဘူးတကယ်ရှင်မကြရှင်းရသေချာမှတ်ပါသေချာမှတ်ပါဟာကျွန်တော်တောင်းအောင်တို့ဥနဲ့တို့ဒါပြောနိုင်တော့ပြောရတာနော်အပေကသိချင်ပါလေဗျာသိချင်ပေမဲ့လည်းဖွင့်နေတဲ့တရားကိုဖွင့်ပေးတဲ့တရားကိုမပယ်လို့ရှိရင်ဖြင့်ဟောဖွင့်သိနေပါဟမ်အဲ့ဒါကြောင့်ပွင့်နေတဲ့ဖွင့်တဲ့တရားကိုခွန်ကြီးတို့ပယ်ပလိုက်တော့ဘူးဘယ်ကသူကဖွင့်ဖွင့်ပေးနေတာစိတ်တော့သူ့ပယ်လိုက်တဲ့ခါကျတော့ပိတ်ပြီးသားဆိုပြီးသားဖြစ်ဘောရကနာဘောပြီဒါလည်းနေရာကြပါပြီအဲ့ဒါရဝေဒနာပဲမဝေဒနာလေးပဲဒီလိုတက်နိုင်လို့ရှိရင်ဝေဒနာလေးဖြစ်ပြီးပြည့်နေတာပဲကောင်းတာဘယ်မှာဝေဒနာလေးပဲလို့သုံးတဲ့ချနေလဲကောင်းတာဒီတော့ဘုရားဒီကာလကောင်းတာကဝေဒနာလေးဖြစ်ပြီးပြည့်နေတာပဲပါကောင်းတယ်ဘုရားကောင်းတယ်ပါကောင်းတယ်အဲ့ဒါကဘယ်နဲ့ပါကောင်းသလဲဝေဒနာလေးတဲ့ဖြစ်ပြီးပြည့်နေတာပဲဆိုတာလေးကပါကောင်းသလုံးမေးတော့ဥဒ္ဒနာမလိုက်တောင်းတော့မလိုက်ဝေဒနာလေးဆိုတာဝေဒနာကိုသာသိသစ္စာကိုမသိပဲဖြင့်ဝေဒနာလေးဖြစ်ပြီးပြနေတာပဲလို့ရှင်းညာကသိလိုက်လို့ရှိပေါ်တဲ့ညာကသိလိုက်လို့ရှိသစ္စာပါသိဒုက္ခသစ္စာသွားသိဒါကြောင့်ဝေဒနာပေါ်တော့ဝေဒနာလို့သိဝေဒနာလို့သိတာရှိတာဒိဋ္ဌိတော့ပြုတ်ပါဒိဋ္ဌိကတော့ပြုတ်ပါတယ်တဲ့ဓမ္မတွေမှတ်ထားပါနော်ဒိဋ္ဌိကတော့ပြုတ်ပါဒိဋ္ဌိကတော့ပြုတ်ပါတယ်တဲ့ဆိုတော့သစ္စာမသိသေးပဲဖြစ်သစ္စာမသိသေးပဲဖြစ်နေတော့ဝေဒနာလေးဝေဒနာပေါ်လာဝေဒနာဟောမရှိပါလားဆိုတော့ရှင်သစ္စာသိပါပြီမရှိပါလားလို့ဆိုတော့သစ္စာသိသွားဘောပါကြဟောဒါဖြင့်ဝေဒနာလေးနဲ့ဖြစ်ဖြစ်သိဘာချာနာဆုံးလို့သူတင်လို့တောင်းမှတော့မေးဖို့လိုလားမလိုလားဝေဒနာသိတာဒီတက္ကာရီဖြုတ်ရုံနာမန်းသိရုံမရှိကျက်ပြီးပြသွားတာသိတာကဒုက္ခသစ္စာကိုပို့သိတယ်ဖြစ်ပြီးပြတာသိတာကဒုက္ခသစ္စာကိုပို့ပြီးသိလိုက်တယ်ဆိုတော့သေချာမှတ်ပါရှင်းမလားဟောဒါဖြင့်ဝေဒနာသိတာကဖြစ်ဖြစ်သိတာထူးခြားပါလားလို့ဆင်သွားမှရိပ်နေဝေဒနာသိတာကနာမ်သိတာဖြစ်ဖြစ်သိတာကသစ္စာသိချမ်းသာအဲဒီကတော့ချမ်းသာတော့မှာဩဒီကဓမ္မတွေဝေဒနာသိမှုနဲ့သစ္စာသိမှုဟာထိုးရမ်းတာချင်းကြွာသွားတယ်ဆိုတော့မှတ်ရတာထိုးရမ်းတာချင်းထိုးရမ်းတာချင်းကြွာသွားတယ်လို့မှတ်ရမှာရှင်းကြဘာကြွာသွားပါလဲထိုးရမ်းတာချင်းကြွာသွားတယ်ဆိုတော့သေချာမှတ်ရတယ်မယ်ကောင်းပြီတဲ့ထိုးရမ်းတာချင်းကြွာသွားတယ်ဆိုတဲ့အိဗယ်သိတော့သစ္စာသိမှလမ်းဆုံးနော်ဝေဒနာသိတော့လမ်းဆုံးဝေဒနာသိတော့အဘယ်ကပိတ်မရှိသစ္စာသိတော့နိဗ္ဗာန်ရောက်ကြွားအောင်လေအဲ့ဒါကြောင့်ဒီလာပြီဘုန်းကြီးတရားဓမ္မတွေဓမ္မလည်းကျင့်ကြလေးစားလို့ကိုရေးလေကိုသိပြီဒီကာလကျိုးသောကြစမ်းပါဆိုတော့ဆရာဘုန်းကြီးကလေးလေးစားစားနဲ့တိုက်တွန်းနေနော်ဝေဒနာသိတာနဲ့ဖြစ်တဲ့သိတာဘယ်ကပိုထူးခြားလဲဝေဒနာသိတာကနာမ်ကိုသိသောကြောင့်ဘယ်ကပိတ်ဖြစ်တဲ့သိတာကသစ္စာသိသောကြောင့်နိဗ္ဗာန်ကြောင့်ရောက်
ကွာဘူးကွာတယ်တဲ့ဒါကြောင့်သိတယ်လုံနေတာနဲ့ပြက်ကိုရှုနေတာနဲ့ဥပမာမဆန်းဘူးဘယ်တော့ပဲရှိတယ်ကွာဒါကနိဗ္ဗာန်ရောက်ဘယ်တော့ပဲဒါကတရားနိဗ္ဗာန်ရောက်တဲ့တရားဘယ်တော့ပဲဒါကမွန်စစ်စင်ကမှလည်းဒိဋ္ဌိတို့လိုရောက်ပါနိဗ္ဗာန်ကဘာနာသစ္စာပြီးတဲ့နိဗ္ဗာန်ချမ်းသာဘူးလားအေးဒါလေးသေးချာချာမှတ်တော့မှာဟောတော်တော်ရေးကြည့်ပါလားဆိုတော့ပေါ်လာပြီအဲဒါဖြင့်အလုံးစုံဓမ္မတွေဘာတုတ်ကိုရေးကြည့်တယ်လို့ပြောစမ်းတင်ပါတယ်ငါရှင်းမလားငါခန္ဓာပေါ်နဲ့ဘာဆိုရတယ်ငါဆိုတယ်ဒီလိုပစ္စည်းတွေပေါ်နေတယ်ငါဥစ္စာလို့ဆိုရတယ်အဲ့ဒါအပြောကိုမဆိုလို့တကယ်ဝမ်းနဲ့လိုက်လိုက်လဲလဲဆွဲတာကိုဆိုပါသေးတယ်ပေါ်ကြတောင်းပြီးတော့ဖြင့်ချုပ်နေနေပြီပြောစမ်းပါဆိုတော့ဝေဒနာကိုဝေဒနာသိရင်ငါဖြစ်ဝေဒနာဖြစ်တဲ့မြင်လို့ရှိရင်သစ္စာသိသစ္စာသိနဲ့နာမ်သိกว่าချမ်းသာဘူးလားသစ္စာသိနဲ့နာမ်သိဟောဝေဒနာလို့သိတာနာမ်သိရှင်းလားသစ္စာသိတာမဟုတ်သေးပါဘူးသစ္စာသိတာမဟုတ်သေးပါဘူးဖြစ်ပြီးပြတ်တာလေးကိုသိတဲ့အသိကမှသာဖြင့်သစ္စာသိဆိုတာရောက်ပါတယ်ဒါကြောင့်ဘိန်းတဲ့ဓမ္မတွေဟာအသက်တွေကကြီးကုန်ကြမနေ့ကလည်းယနေ့ကြီးလို့ဒီကနေ့တွေကလည်းဖြစ်လာကြတော့ဒါရင်းတစ်ခုဖြင့်ယနေ့မင်္ဂလာရှိတဲ့နေ့မင်းတို့အမင်္ဂလာကြီးဖြုတ်မှာပေါ့အဘယ်ချက်ရတဲ့တရားဥဒ္ဒမမင်္ဂလာဆိုရင်အမင်္ဂလာဆိုအမင်္ဂလာဖြုတ်အောင်ပေါ့ဒီနေ့အမင်္ဂလာဖြုတ်တဲ့နေ့မင်္ဂလာနဲ့အမင်္ဂလာကိုမင်္ဂလာတရားနဲ့အမင်္ဂလာတရားတွေကိုဖြုတ်တဲ့နေ့ဖြတ်တဲ့နေ့ဆုံးဖြတ်ချက်ချတာနေရင်းနဲ့မြတ်လို့မှတ်ပါနေရင်းနဲ့မြတ်လို့မှတ်ပါဆိုတော့အခုစိတ်ကြီးရစိတ်ပေါ်လာတယ်စိတ်ပေါ်ရင်သိနေရင်ဒါတက္ကရာကြီးတော့ပြတ်ပါစိတ်ဖြစ်တဲ့မြင်လိုက်တဲ့အခါကျတော့သစ္စာပြီးတော့ကြောင်းတဲ့ဒကာဓမ္မတို့ဒိဋ္ဌိတွေမကဘူးတဏှာတွေပါကုန်ပြတ်ကောချဘူးဝါချရဲဆိုတဲ့လေးစားစွာနဲ့နည်းနဲ့ဟောတော့သေချာမှတ်ပါ